ဇလန်းလေးရဲ့အစမှာတော့အရှိပင်လယ်ဟိုတယ်မှာလေလံပွဲတစ်ခုကျင်းပနေတာပဲဖြစ်ပါတယ်။အထူးပြင်ဆင်ထားတဲ့လေလံပစ္စည်းကိုချပြဖို့ဖုံးထားတဲ့ပိတ်အနီကိုလှက်လိုက်တဲ့အခါမှာတော့အယောင်သွေးအရန်လာပြီးချစ်စရာကောင်းတဲ့ရေသူမာလေးတစ်ကောင်ဖြစ်နေပါတော့တယ်။အဲ့ဒီအချိန်မှာလူတစ်ယောက်ကဒီငါးအမိနဲ့အကျေးကုန်တွေကိုဖျက်ပြီးဒီမိန်းကလေးငယ်ကိုတတ်စားရမယ်ဆိုတာကတော့လုံးဝမလုပ်သင့်ဘူး။ဒါလူမဆန်တဲ့လုပ်ရက်ပဲလို့ထပြောလိုက်ပါတယ်။ဒါပေမဲ့လေလံတင်တဲ့သူကဓာတ်ကိုကင်ပြီးဒါကမိန်းကလေးဆိုပေမဲ့ငါးတစ်ကောင်တတ်တာပါပဲ။သူ့ကိုစားရင်အသက်ရှည်ပြီးထာဝရနှုတ်ပြမှာမို့ဘသူမြည်စမ်းကြည့်ခြင်းလဲဆိုပြီးပွဲလာသူတွေကိုပြောလိုက်ပါတော့တယ်။ခုနကရေသူမအသားကိုမစားဖို့တားမြစ်သူရဲ့သားကတော့ရေသူမလေးကိုတနာပြီးကြည့်နေချိန်မှာပဲရေသူမလေးကလည်းအယမ်းကြောက်ပြီးမျက်ရည်ကျမိလိုက်တော့သူမမျက်ရည်တွေကပလဲအဖြစ်ပြောင်းသွားပါတော့တယ်။ဒါကိုမြင်ကြတော့အားလုံးကရေသူမကိုပို့ပြီးလိုချင်သွားပါတော့တယ်။လေလံတင်တဲ့သူကတော့ရေသူမမျက်ရည်ထက်သူ့အသားကပိုတန်ကြီးရှိတယ်လို့ပြောပြီးလေလံပွဲကို10တန်းနဲ့စတင်ပါတော့တယ်။အားလုံးကလည်းအပြာရဲ့ဆိုင်ဈေးပေးပြီးလေလံဆွဲကြတဲ့အခါကလေးရဲ့အဖေကတော့မင်းတို့တော်တော်လူစိတ်မရှိကြတဲ့လူတွေလို့ဒေါသကြီးစွာပြောပြီးလှည့်ပြန်မဲ့လှုပ်ချိန်မှာပဲကလေးကလေလံကပြားကိုကင်ပြီးဟော့မီသားစုကတန်း90ပေးမယ်ဆိုပြီးအော်ပြောလိုက်ပါတော့တယ်။နောက်ဆုံးတော့ဟော့မီသားစုကလေလံနိုင်သွားခဲ့ပါတယ်။ကလေးငယ်လေးကရေသူမရဲ့ကန်ကိုထိပြီးမကြောက်နဲ့တော့မင်းကိုသမုတ်တရားတဲ့ပြန်ပို့ပေးမယ်နော်လို့ပြောလိုက်ပါတယ်။နှစ်တွေအတော်ကြာပြီးတဲ့နောက်မှာတော့ရေသူမလေးကကျေးဇူးဆက်ဖို့အတွက်စီနီယန်ဆိုတဲ့သူမကိုကယ်ခဲ့တဲ့သူရဲ့မိန်းမဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့စီနီယန်ကတော့သူမကိုအမြင်မကြည့်ခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူကသူမကိုတနာလို့ကယ်ခဲ့ရုံကိုအဖေဖြစ်သူကအတင်းလက်ထပ်ခိုင်းလိုက်လို့ပါပဲ။အခုအချိန်မှာတော့အဖေဖြစ်သူလည်းဆုံးပါသွားပြီမို့နိုင်ငံခြားကိုရောက်နေတဲ့စီနီယန်ရဲ့ချစ်သူမေရွှဲကိုပြန်လာဖို့ခေါ်ထားပြီးပါပြီ။သူမကသူအပြင်သွားရင်ထီးယူသွားဖို့လှမ်းပေးပေမဲ့သူမကိုပြန်တွန်းလိုက်ပြီးသူ့ကိုမထိဖို့ပြောပါတယ်။ပြီးတော့လန်ရှင်းကိုကွာရှင်းပေးဖို့ပြောလာပါတော့တယ်။အဲ့ဒီအချိန်မှာသူတို့နှစ်ယောက်ရဲ့သမီးလေးရောက်လာပြီးအဖေအမေကိုမလုပ်ပါနဲ့လို့တားတော့စီနီယန်ကသူ့ကိုအဖေလို့ခေါ်တာမကြိုက်ဘူးဆိုပြီးကလေးရဲ့အယုတ်လေးကိုလူပြီးဆွဲဖြဲပစ်လိုက်ပါတယ်။ကလေးလည်းလန့်ပြီးငိုရင်းသူ့ကိုခွင့်လွှတ်ပေးဖို့တောင်းပန်နေရှာပါတယ်။သူကတော့ဇနီးဖြစ်သူကိုလွန်ခဲ့တဲ့8နှစ်ငါမူးနေတာကိုခွင့်ကောင်းယူပြီးမင်းငါကတင်ပေါ်တက်လာလို့ဒီကလေးရလာတာဒါကအရန်ရှက်ဖို့ကောင်းတယ်လို့ပြောပြီးအယုတ်ကိုလွှင့်ပစ်လိုက်ပါတယ်။အမှန်တော့သူမကသူ့ကိုချစ်လွန်းလို့ဗဟတ်တွေပိတ်ပြီးအမီးတွေကိုခြေထောက်အဖြစ်ပြောင်းဖို့နေ့တိုင်းဓာသွားပေါ်လမ်းလျှောက်နေရတယ်လို့နာကျင်လဲလက်ခံပါမယ်ဆိုပြီးရေသူမဘဝကိုဆွန့်လွတ်ခဲ့တာပါ။ဒါပေမဲ့တခုရှိတာကသူမကငိုမိလို့မျက်ရည်30ပြည့်အောင်ကြမိရင်တော့သူမခန္ဓာကိုယ်ကရေမြုပ်အဖြစ်ပျောက်ကွယ်သွားမှာပါပဲ။စီနီယန်ရဲ့အဖေကလည်းသူတို့နှစ်ယောက်ကိုလက်ထပ်ပေးမယ်ဆိုပြီးရေသူမရဲ့အုပ်ထိန်းသူကိုဂရုတွေပေးခဲ့လိုက်ပါတယ်။စီနီယန်ကတော့သူမချစ်ပဲလက်ထပ်လိုက်ရတဲ့အပြင်ချစ်ရသူမေရွှဲနဲ့ဝေးရလို့ပောက်ကွဲနေပါတော့တယ်။အဲ့ဒီအချိန်မှာပဲမေရွှဲနဲ့သူမရဲ့သားလေးရောက်လာပါတယ်။စီနီယန်ကတော့အရန်ပျော်ပြီးမေရွှဲနဲ့သူ့ရဲ့သားကိုပွေ့ဖက်ပြီးပြုံးပျော်နေပါတော့တယ်။လန်ရှင်းကတော့သူနဲ့သူ့သမီးကိုတခါမှဒီလိုမပွေ့ဖက်ခဲ့ဘူးလို့တွေးကမျက်ရည်တစ်စက်ကျမိပြီးပလဲတစ်လုံးအဖြစ်ပြောင်းလဲသွားပါတယ်။ဒါအောင်မြင်တော့စီနီယန်လည်းအံ့ဩသွားပါတယ်။သူမမျက်ရည်မကျတာကြာခဲ့ပါပြီ။မေရွှဲကတော့မျက်ရည်ကနေပလဲဖြစ်တာရေသူမတွေမှာပဲရှိတာလို့တွေးပြီးဒါဆိုသူမကရေသူမများဖြစ်နေမလားဆိုပြီးတန်တရားဝင်လာပါတော့တယ်။